မော်စီစာညီမန်တော့ရှာမှာဖြစ်ပါတယ်ဒီနေ့ကတော့ let's go ကြောက်စိမ်းရှာတဲ့လုပ်ငန်းကတော့ဗျာကျွန်တော်တို့အတက်အရွယ်ပိုင်းခြားမျိုးရှာလို့ရတယ်ဗျဒီမှာရှာနေတဲ့ညီငယ်လေးဆိုတော့ဒါအတက်10နှစ်ကျော်လေးပဲရှိသေးတယ်ဗျစူးစမ်းနေကြဒီမှာအသက်ကြီးဦးလေးလည်းရှိရဗျဦးလေးကြီးပေါ့ဗျာဒါအတက်အရွယ်ပိုင်းခြားမချွေးရှာလို့ရရဲဆိုတာကိုဒါပြောနေတာဗျကြောက်စိမ်းရှာတဲ့လုပ်ငန်းကတော့